Pagodi hipiya pameyang kalang karondo di dogarani Kerang kado loka hidaya natho namo mahakarunikata tata Yona atho winiya myasa tatawa I Chana sipa lola taunda kumbang khada phit Natha minya jinshino myat phayadi Kapagodi hipi gri gaba aye twe tincha do phit taw le Abba miyang ye twe tain da pho pya chin ha ma swan nai ba thaw Kala le atin che thiin ni gaba shi cha thaw kala palong Loka hidaya tata loka I ajozipa aloka Adi dogarani ussa atachila inga Midaji matami tanin tathasani sunyinyi hu Jatitha ngāve asu alon khayendo murogo Karando phayapsiyan itan jubu athaudo muyadi phibi Khiran leche myelong atasong laye nalong saiwan kuro I pimanyindo Kado bawa dandan cingkhan myaswa yaudong mugaya shalini Mahakaruni kata tadawa myayewe tagedu tanachikhe Mahakaruna simchido mudo Tadana tadawiniya myaswa tadawa I Chana sipa lola taunda kumbang khada phit Natha minya thushindo myat phaya a Namo yudhi pyong pyong mango leo ye Karo yu ju shikho jindi Athuba wadu senzimati phipase tati Achin mamma nibbaya Loka ma Siman jet Tandaya wukat Lum yaw phau so de siman jet Sinye dukha amyu myu ka lum yaw phau so de siman jet Thawara ngyian de angyian dat chi ko myamaw pyu nai bau so de siman jet de ne Chinsen amyu myu ko di kane thi aung chin chan jo ko athau pi ro ne cha To chinsen amyu myu shi de the ka Buddha myaswa ka Nibbān ma yaung nain de achinနှစ်မျိုးကိုပထမဆုံးဟောကြားတော်မူတဲ့ဓမ္မစက္ကပောဒနာသုတ်တံမှာအတိအလင်းထုတ်ဖော်ပြီးတော့ကြေညာခဲ့ပါတယ်ကာမဒုက္ခလိကာနုယောဂချမ်းသာဒုက္ခတွေခံစားပြီးတော့ထိုချမ်းသာဒုက္ခခံစားခြင်းဖြင့်ဆင်းရဲဒုက္ခကလွတ်မြောက်နိုင်မယ်လို့ယူဆလို့မရဘူးချမ်းသာဒုက္ခခံစားခြင်းလို့ဆိုတဲ့ကာမဒုက္ခလိကနိယောကအကျင့်သည်ရည်မှန်းချက်အတိုင်းမဖြစ်နိုင်တဲ့အကျင့်တစ်မျိုးမို့ဘုရားမြတ်စွာကရည်မှန်းချက်အတိုင်းမဖြစ်ရုံနဲ့မကဘူးဟိနောကမ္မောပောထုဇဏိကောဟောတန်ကြတဲ့အခြင်းလည်းဖြစ်တယ်အယထနေတဲ့လူတွေလုံးတဲ့အကျင့်လည်းဖြစ်တယ်။ပောထုဇဏိကောအများစုနှစ်သက်တဲ့အကျင့်လည်းဖြစ်တယ်။အနရိယောမြင့်မြတ်ဖြူစင်တဲ့သူတော်စင်တွေကျင့်သုံးတဲ့အကျင့်မျိုးမဟုတ်ဘူး။
အနတ္ထတန်ဟိတောတဲ့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အကျင့်မဟုတ်တဲ့ပြင်မကောင်းကျိုးတွေကိုပေးနိုင်တဲ့အကျင့်ဖြစ်တယ်လို့မြတ်စွာဘုရားကအဲ့ဒီအကျင့်မကျင့်ဖို့အတိအလင်းထုတ်ဖော်ခဲ့ပါတခါတစ်ဖက်ကချိန်မယ်ဆိုလို့ရှိရင်အတ္တကိလမထာနုယောကောကာမဒုက္ခဆိုတဲ့အကျင့်ကိုမကျင့်ဘူးကာမဂုဏ်အာယုန်တွေကရှောင်ရှားပြီးခန္ဓာကိုယ်ကိုနှိပ်စက်ခန္ဓာကိုယ်မှာစိတ်ထဲမှာဖြစ်ပေါ်လာတတ်တဲ့ကိလေသာစိတ်ထိုကိလေသာစိတ်တွေကိုချိုးနှိမ်တဲ့အနေနဲ့ခန္ဓာကိုယ်ကြီးကိုပင်မအောင်ကျင့်တဲ့အကျင့်အမျိုးမျိုးအမတန်မှပူပြင်းတဲ့နှွေးခေါင်ခေါင်ကြီးမှာနေမွန်တိအချိန်ကောင်းကင်ကနေမင်းကြီးကလည်းပူတယ်အရက်လေးမျက်နှာကကတ်လျက်မိဘကြီးလေးဘိုကလည်းပူထားထိုမိဘကြီးလေးဘိုရဲ့အလဲအရက်လေးမျက်နှာကမိဘလေးဘိုကအပူတပူအပူလေးဘူးကောင်းကင်ကနေမင်းကြီးရဲ့အပူ၅မျိုးရဲ့အလဲကောင်မှာခံပြီးတော့ခန္ဓာကိုယ်ကြီးပင်မအောင်ချွေးပြိုက်ပြိုက်ချပြီးတော့မေ့မောသွားအောင်ကိလေသာစိတ်တွေကုံသွားအောင်ဆိုပြီးတော့ချင်းတဲ့အတ္တကိလေသာနုယောကအကျင့်မျိုးတဲ့အဲ့ဒီအကျင့်မျိုးဟာလည်းဘုရားမြတ်စွာအလောင်းတော်ဘုရားကအလွန်ခေတ်စားခဲ့တဲ့အကျင့်တစ်မျိုးဖြစ်တယ်အဲ့ဒီအကျင့်ဖြင့်လည်းပဲနိဗ္ဗာန်ရနိုင်မှာမဟုတ်ဘူးဒုက္ခဆင်းရဲဖို့တတ်တတ်ပဲဖြစ်တယ်အနရိယောမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေလိုက်စားတဲ့အကျင့်မဟုတ်ဘူးအနတ္ထတန်ဟိတောအကျိုးမဲ့ကိုဖြစ်ပေါ်စေတတ်တဲ့အကျင့်ပဲလို့မြတ်စွာဘုရားကထိုခေတ်ထိုကာလကအိန္ဒိယနိုင်ငံမှာခေတ်စားနေတဲ့အကျင့်တွေကအကျင့်နှမျိုးခြုံပြီးတော့ထိုသုတ်တံဓမ္မစကြာဓမ္မစက္ကဘောဓနာသုတ်မှာနိဗ္ဗာန်မရောက်နိုင်တဲ့အကျင့်နှမျိုးကိုတိတိကျကျထုတ်ဖော်ပြီးတော့ဟောကြားပြီးနိဗ္ဗာန်ရောက်နိုင်တဲ့အကျင့်ကိုလည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်လမ်းခင်းပြီးတော့ချပြတော်မူခဲ့တယ်လောကမှာဒီကနေ့ထိအောင်အကျင့်အမျိုးမျိုးတွေရှိအဲ့ဒီအကျင့်တွေကသီလပတ္တပရမာသဆိုတဲ့တန်ရောစဉ်7ပါးထဲမှာလည်းပဲသီလပတ္တပရမာသဆိုတဲ့တန်ရောစဉ်တစ်မျိုးပါဒီအကျင့်လိုက်စားတဲ့ပုဂ္ဂိုလ်တွေကလည်းအလွန်ဆွဲလန်းတဲ့အကျင့်တစ်မျိုးပါသီလဆိုတာအလေးအထကိုခေါ်တယ်ဝတ္တဆိုတာလိုက်နာကျင့်သုံးမဲ့စီမင်းစည်းကမ်းစောင့်တည်ထားတဲ့အကျင့်ကိုဝတ္တအဲ့ဒီသီလဝတ္တနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာပွင့်တော်မူနေတဲ့အချိန်မပွင့်တော်မူခင်ကာလကစပြီးသီလအမျိုးမျိုးဝတ္တအမျိုးမျိုးချမှတ်ပြီးတော့ကျင့်သုံးနေကြတယ်အဲ့ဒီသီလပတ္တပရမာသဆိုတဲ့အကျင့်ကိုအနောက်တိုင်းကအင်္ဂလိပ်လိုပြန်တဲ့ပုဂ္ဂိုလ်တွေက right and ritual လို့ပြန်တယ်ဒီပြန်ဆိုချက်ကတော့မမှန်တဲ့ပြန်ဆိုချက်ဖြစ်ပါတယ် right and ritual မဟုတ်ပါဘူးသီလဆိုတာအလေးအကျင့်တစ်ခုကိုခေါ်တာဝတ္တဆိုတာစောင့်တည်ထားတဲ့လိုက်နာကျင့်သုံးတဲ့စီမင်းစည်းကမ်းကိုဒါကိုဆုံးလို့တယ်အဲ့ဒီထဲမှာမှားယွင်းတဲ့အလေးအကျင့်နဲ့မှားယွင်းစွာစောင့်တည်ထားတာမိမိတို့နှစ်သက်ရာအကျင့်တွေတချို့ရွေးချယ်ပြီးတော့ကျင့်လေရှိကြတယ်ထိုအကျင့်တွေဟာအကျင့်တိုင်းနိဗ္ဗာန်ရောက်နိုင်တဲ့အကျင့်ဟုတ်ကလားလို့ဆိုမဟုတ်တဲ့အကျင့်တွေအလွန်များပါခန္ဓာကိုယ်ပင်ပန်းယုံနာဖြစ်တဲ့အကျင့်မျိုးတွေကိုဒုက္ခရစရိယာပါဠိဘာသာအားဖြင့်နောက်တစ်မျိုးတပ္ပလို့ခေါ်တယ်တပ္ပဆိုတာ austere practice
ပင်ပန်းခံပြီးတော့ကျင့်တဲ့အကျင့်တွေဘုရားလောင်းကိုယ်တော်တိုင်6နှစ်ပတ်လုံးထိုအကျင့်တွေကိုစမ်းသပ်ပြီးကျင့်သုံးခဲ့တာခန္ဓာကိုယ်ကြီးပိန်ချုံပြီးတော့မသေးယုံတမဲ့အလုံးတရားချက်ခင်သူတော်စင်ပြိဿတ်တို့မြင်ဘူးပါလိမ့်မယ်ဒုက္ခရစရိယာကျင့်တဲ့ပုံကြီးအယုအကျော်ပြိုင်ပြိုင်ထားပြီးတော့ပိန်ချုံနေတဲ့ဂန္ဓာရတိုင်းမှာထုလုပ်ထားတဲ့ပုံကြီးကိုတွေ့ပါလားခန္ဓာကိုယ်ပင်ပန်းခံပြီးတော့မျိုးမျိုးကျင့်ကြတာထိုခန္ဓာကိုယ်ပင်ပန်းခံပြီးတော့အကျင့်တွေထဲမှာထိုခေတ်ထိုခါကာလတုန်းကမက္ခလိခောတာလတို့ဟာစံတင်ရတဲ့ပုဂ္ဂိုလ်မျိုးတွေပါအပင်ပန်းခံပြီးတော့မျိုးစုံကျင့်ကြတယ်မက္ခလိခောတာလခိုင်းကကျင့်တယ်လို့ပဲနိခန္ဓနာတဗုဒ္ဓဒီကနေ့ခေတ်တော့ဂျိန်းမဟာဝီရလို့ခေါ်တယ်အဲ့ဒီမဟာဝီရရဲ့တပည့်တွေကလည်းပဲအမတန်ပင်ပန်းခံပြီးတော့ကျင့်တဲ့အကျင့်တွေကိုကျင့်ကြတယ် Austria practice ရက်ပေါင်းများစွာလပေါင်းများစွာခန္ဓာကိုယ်ကြီးကိုတခြားဣရိယာပုဒ်ဖြတ်တောင်းပြီးတော့ဆောင်းကြောင်းထိုင်ပြီးတော့ကျင့်တဲ့အကျင့်ကိုဥက္ကုတ္တိကပရဏအကျင့်လို့ခေါ်တယ်။ squat down ဆောင်းကြောင်းကြီးထိုင်ပြီးတော့မူလည်းမေ့မျောသွားသည့်ထိအောင်ကျင့်တာ။အဲ့ဒီဒုက္ခကိုဘယ်လောက်ထိအောင်ခံနိုင်တယ်လဲဆိုပြီးတော့စမ်းသပ်တဲ့ဒုက္ခရစရိယအကျင့်ကိုကျင့်တယ်။မြတ်စွာဘုရားကဒီအကျင့်တွေဟာခန္ဓာကိုယ်ပင်ပန်းရုံပဲဘာအကျိုးမှမရှိဘူးလို့ရှင်တော်ဘုရားဟောကြားတဲ့တရားဥမှာတည်လင်းထုတ်ပေါ်တာသို့တော်လည်းအဲ့လိုအကျင့်နဲ့ကျင့်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိအကျင့်တစ်ခုကမှားယွင်းပြီးရည်ရွယ်ချက်ဘလောက်ပဲကောင်းကောင်းမှန်ကန်တဲ့အကျင့်မဟုတ်ဘူးဆိုလို့ရှိရင်ရည်မှန်းချက်ဘလို့မှမအောင်နိုင်ပါဘူးဘုန်းကြီးတို့တခါတော့ကရွှေကုန်းဘုရားကုန်းပေါ်ကိုရောက်သွားတယ်ရောက်သွားတဲ့အခါမှာရွှေကုန်းဘုရားရှင်ပြင်တော်မှာအမျိုးသမီးကြီးတယောက်ကျင့်နေတာတွေ့ဘာကျင့်နေတယ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီအချိန်ကနံနက်9 နာရီအချိန်လောက်ဆိုတော့အရှိကနေထွက်နေတဲ့အချိန်ပေါ့နေကလေးမြင့်ပြီးပူးနေတဲ့အချိန်အဲ့ဒီအမျိုးသမီးကြီးကဘယ်လိုရည်ရွယ်ချက်နဲ့ကျင့်နေတော့မသိဘူးနေကြီးကိုစိုက်ပြီးတော့ဘုရားရင်ပြင်မှာဘုရားကိုရှိခိုးတာမဟုတ်ဘူးနေကြီးကိုစိုက်ပြီးကျင့်နေတဲ့အကျင့်နေကိုကြည့်နေတော့သူ့ရဲ့မျက်လုံးကြီးကလည်းရဲနာအမတန်ဒုက္ခခံပင်ပန်းခံပြီးတော့နေကိုကြည့်တဲ့အကျင့်ကိုကျင့်တယ်ဒီလိုကျင့်ခြင်းဖြင့်ဘယ်လိုအကျိုးရှိမယ်ဆိုတာသူယုံကြည်ချက်တော့ရှိကောင်းရှိမယ်သို့တော်လည်းပဲဘာအကျိုးမှကောင်းတဲ့အကျိုးဖြစ်လာမှာမဟုတ်ပါဘူးနောက်ဆုံးမှာမျက်စိပြက်သွားတဲ့မကောင်းတဲ့အကျိုးပဲရမှာပါအေးလောကမှာဘုရားမြတ်စွာချမှတ်ထားတဲ့တရားဓမ္မကျင့်စဉ်တွေရှိပါရဲ့တန်းနဲ့ထိုကျင့်စဉ်တွေအတိုင်းမကျင့်ဘဲနဲ့ဒီကနေ့ခေတ်ဘုရားဘာသာနိုင်ငံလို့ဆိုတဲ့မြန်မာနိုင်ငံမှတ်တောင်းဘုရားဘာသာဒီတဲကနေပြီးမှန်မှန်ရွင်ရွင်ကျင့်နေကြတာရှိနေကြတော့မယ်အမျိုးမျိုးဟုတ်လားတတိကြီးစားပြီးကျင့်တာရှိတယ်တတ်တလို့စားပြီးတော့ကျင့်တာရှိတယ်အေးတတ်တလို့စားတာနဲ့ပတ်သက်လာလို့ရှိရင်ဘုရားမြတ်စွာကတိတိကျကျဟောထားတာတတ်တလို့ဆိုတာကိုယ့်အတွက်ရည်ရွယ်ပြီးတော့တတ်ထားတဲ့အသားဆိုရင်မစားတတ်ဘူးသိလို့ရှိရင်ကိုမြင်လို့ရှိရင်မစားတတ်ဘူးကိုကြားထားလို့ရှိရင်လည်းမစားတတ်ဘူးတန်တရားရှိရင်လည်းမစားတတ်ဘူးတခြားအသားစားတာကိုမြတ်စွာဘုရားကအပြစ်ရှိတယ်လို့မဟောပါဘူးအေးတချို့ကတော့တတ်တတ်လို့စားရင်နိဗ္ဗာန်ရတယ်လို့ကောင်းတဲ့ကိုချင်းတရားလို့ယူဆတာ
တချို့ကလည်းပဲမီးလွတ်စားပြီးတော့ကျင့်တယ်အသီးလေးတွေကြီးပဲစားနေရင်နိဗ္ဗာန်ရလိမ့်မယ်ထင်ပြီးအသီးလေးတွေကြီးစားကျင့်ရည်ရွယ်ချက်အမျိုးမျိုးတော့ရှိကောင်းရှိလိမ့်မယ်ရည်ရွယ်ချက်မှန်ဖို့နဲ့ကျင့်စဉ်မှန်ဖို့အမတန်မှလိုအပ်ပါတယ်ဆိုပါစို့တတ်တတ်လို့စားတယ်ကျမ်းမာရေးအတွက်စားတာလားကောင်းပါလေမိမိကျမ်းမာရေးအတွက်တတ်တတ်လို့စားတယ်ကောင်းတယ်ကျမ်းမာရေးအတွက်စားဟောဒီတတ်တတ်လို့စားတာနဲ့နိဗ္ဗာန်ရတယ်တတ်တတ်လို့စားတာဟာနိဗ္ဗာန်နဲ့နီးတယ်လို့နိဗ္ဗာန်ရနိုင်တဲ့အကျင့်လို့ယူဆရင်တော့မှန်တဲ့ဟာမဟုတ်ဘူးဘုရားမြတ်စွာဟောကြားတဲ့ပိဋကတ်30နိကေ9ပြာဓမ္မခန္ဓာပေါင်း8400ထဲမှာတတ်တတ်လို့ကိုသီလလို့ဟောတာလည်းမရှိဘူးဒုတင်အကျင့်တွေထဲမှာဟောထားတာမရှိဘူးအေးရည်ရွယ်ချက်ကောင်းကောင်းတတ်တတ်လို့စားလို့ရှိရင်တတ္တဝါတွေပို့ပြီးတော့မေတ္တာပို့လို့ရတယ်တတ္တဝါတွေကိုတနာကျင်နာတဲ့စိတ်နဲ့တတ်တတ်လို့စားတာကောင်းပါလေရည်ရွယ်ချက်ကောင်းတယ်မှန်တယ်တတ်တတ်လို့စားယုံနဲ့တတ်တတ်နဲ့နိဗ္ဗာန်ရတယ်တတ်တတ်လို့တတ်တတ်စားယုံနဲ့နတ်ပြည်ရောက်တယ်ဆိုရင်တော့ဒါမှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိပဲဒီလိုယူဆဒါကြောင့်မလို့သာသနာတွင်အကျင့်ပင်ဖြစ်စေမှားယွင်းတဲ့အတွေ့အခေါ်မှားယွင်းတဲ့အယူဆတွေနဲ့ကျင့်သုံးမယ်ဆိုလို့ရှိရင်အကျင့်မှာမှန်တယ်လို့ပြောလို့မရဘူးအကျင့်မမှန်လို့ရှိရင်နိဗ္ဗာန်မရနိုင်ပါဘူးတဲ့ဒါကလောကမှာရှင်းရှင်းလေးပဲဒီကနေရန်ကုန်မြို့ထဲသွားတယ်ရန်ကုန်မြို့ထဲရောက်နိုင်တဲ့လမ်းကြောင်းပေါ်မလျှောက်ဘဲနဲ့သို့မဟုတ်ရန်ကုန်မြို့ထဲရောက်နိုင်တဲ့လမ်းကြောင်းကိုဥတီပြီးတော့ကားမမောင်းမဲနဲ့ဟိုးပကိုးပဲသွားတဲ့လမ်းကြောင်းဥတီမောင်းတော့ကတော့ရန်ကုန်မြို့ထဲရောက်မှာမဟုတ်ပါဘူးလမ်းကြောင်းမှန်ဖို့အမတန်မှအရေးကြီးပါတယ်အေးမြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်ကမြတ်စွာဘုရားကဒါကြောင့်မို့လို့အကျင့်တို့အလေးထားတို့နဲ့ပတ်သက်လာလို့ရှိရင်မမှန်ကန်ကန်သုံးသပ်ဖို့လိုအပ်တယ်မမရွင်ရွင်သုံးသပ်မိလို့ရှိရင်ဒါသီလပတ္တပရမာသဥပဋ္ဌာန်တစ်မျိုးပဲသီလပတ္တပရမာသဆိုတာဘာခေါ်တော့ဣတောပဟိတာသမဏပြမနာနံသီလေနသုတ်တိဝတေနသုတ်တိသီလဝတေနသုတ်တိတိဒိဋ္ဌိဝိပရိယတကာဟောသီလဝတ္တပရမတ္တဆိုတာဣတောဤသာသနာတော်မှာပဟိတာသာသနာပါ၌သမဏပြမနာနံသမဏပြမနာတို့ရဲ့သီလေနအလေးအကျင့်တစ်ခုဖြင့်ဝတေနာကျင့်သုံးလိုက်နာရစည်းမျဉ်းစည်းကမ်းဖြင့်သုတ်တိကိလေသာမှစင်ကြယ်ခြင်းသည်ဟောတိဖြစ်၏ဣတိဤသို့သောဒိဋ္ဌိအယူအစသည်၎င်းဝိပရိယတကာဟောဖောက်ပြန်စွာမှတ်ယူခြင်းသည်၎င်းသီလဗဒပရမသောသီလဗဒပရမတ္တပြီးပါပေ၏သီလဗဒပရမတ္တဆိုတာအလေးချင်းတစ်ခုလိုက်နာကျင့်သုံးတဲ့ကျင့်စဉ်လေးတစ်ခုကိုယ်တိုင်ချမှတ်တဲ့ကျင့်စဉ်ဖြစ်စေကိုယ့်ရဲ့ဆရာသမားကချမှတ်ပေးတဲ့ကျင့်စဉ်ဖြစ်စေမင်းမိလို့ကိုယ်ရဲ့စားရမယ်ဟောမိလို့ကိုယ်ရဲ့စားအဲ့ဒီလိုချမှတ်ပေးတဲ့ကျင့်စဉ်ကလေးတစ်ခုနဲ့ထိုကျင့်စဉ်ကလေးတစ်ခုဖြင့်ကိလေသာတွေကစင်ကြယ်တယ်လို့ဒီလိုမှားမှားယွင်းယွင်းထင်မြင်ယူဆတာသီလပတ္တပရမတ္တလို့ခေါ်တယ်အဲဒီသီလပတ္တပရမတ္တဆိုတဲ့အကျင့်မျိုးဖြင့်မိမိရည်ရွယ်ချက်ဖြစ်တဲ့ကိလေသာမှာစင်ကြယ်ခြင်းဆင်းရဲဒုက္ခကလွတ်မြောက်ခြင်းစတဲ့နိဗ္ဗာန်ချမ်းသာမျိုးမရနိုင်ဘူးတဲ့ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကအကျင့်တွေအမျိုးမျိုးချင်းညအကျင့်အမျိုးမျိုးချင်းအဲ့ဒီအကျင့်အမျိုးမျိုးချင်းတဲ့ထဲမှာအိန္ဒိယနိုင်ငံဆိုတာအမတန်မှထူးဆန်းတယ်
အကျင့်ပေါင်းစုံဘာသာပေါင်းစုံဖီလိုဆိုဖီပေါင်းစုံနဲ့ရှိတဲ့နိုင်ငံကြီးပေါ့အဲ့ဒီမှာဘုရားမြတ်စွာထံမှာပုံနာဆိုတဲ့နွားအချင်းချင်းတဲ့ပုဂ္ဂိုလ်တူပုံနာဆိုတဲ့နွားအချင်းချင်းတဲ့ဘိုပိုင်း practice ဘိုနိုင် practice လို့ခေါ်တယ်နွားအချင်းဆိုတာနွားလိုနေတယ်နွားလိုစားတယ်နွားလိုအိတ်တယ်နွားရဲ့အမှုအရာတွေအလေးအကျင့်တွေအားလုံးလိုက်နာချင်သုံးတယ်သူရည်ရွယ်ချက်ကဘာတော့ဆိုနွားလိုချင်သုံးခြင်းဖြင့်နွားဖြစ်စေတတ်တဲ့အကုသိုလ်တရားတွေကုံအောင်လုပ်မယ်ထိုခေတ်ထိုခါကာလကဒီလိုယုံကြည်ချက်ရှိတယ်ပုရဏနံကမ္မနံတပတ္တပြန်ဒီပါဝပုရဏနံအတိတ်ကဖြစ်ခဲ့တဲ့အဟောင်းဖြစ်တဲ့ကမ္မနံကံတရားတွေကိုတပတ္တအမတမပြင်းထန်တဲ့ဩစတြီယာ practice မျိုးဖြင့်ဩစတြီယာအကျင့်မျိုးဖြင့်ပြန်ဒီပါဝခင်းအောင်လုပ်မယ်ဟောသူရည်ရွယ်ချက်ကအတိတ်ဘဝကကံဟောင်းတွေကံဆိုးတွေဂုံသွားအောင်ဒီအကျင့်မျိုးကျင့်တာထူးထူးခြားခြားဘုရားမြတ်စွာဘုရားရောက်လာပုံနာဆိုတဲ့နွားအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်တယောက်သေနိယလို့ဆိုတဲ့ခွေးကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ခွေးကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ကလည်းခွေးလိုနေတယ်ခွေးလိုအိတ်တယ်ခွေးလိုစားတယ်အလုံးခွေးရဲ့အမူအရာတွေအပြည့်စုံလိုက်နာကျင့်သုံးတာခွေးလိုကျင့်တာကိုကုက္ကုရဝတ္တလို့ခေါ်တယ်ခွေးအကျင့်ခွေးကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ကိုကုက္ကုရဝတ္တိကကနိုင် practice ဟောဘုရားရှင်ဒီပုဂ္ဂိုလ်နှစ်ယောက်ရောက်နွားချင်းချင်းတဲ့ပုဂ္ဂိုလ်ကတော့အဝတ်အစားပါပုံရတယ်ခွေးချင်းချင်းတဲ့သေနိယဆိုတဲ့ပုဂ္ဂိုလ်ကအဝတ်တောင်မဝတ်ဘူးသူကအမတန်မှချိုးချိုးချင်းကျင့်ပြီးတော့ဘုရားစီရောက်လာကြတယ်နှစ်ယောက်စလုံးမြတ်စွာဘုရားစီရောက်လာတဲ့အခါကျတော့နွားချင်းချင်းတဲ့ပုံနာကမြတ်စွာဘုရားနဲ့ယဉ်ကျေးဖွယ်ရနှုတ်ဆက်စကားပြောပြီးတော့တင့်တော်တဲ့အရာလေးမှသူထိုင်တယ်ဘုရားရှိမှထိုင်တယ်ဟိုဝလိစလိအစေလအဝတ်မကတ်တဲ့ခွေးချင်းချင်းတဲ့သေနိယမြတ်စွာဘုရားထံလာဘုရားကိုနှုတ်ဆက်ပြီးတော့သူကတော့ခွေးရဲ့တရံနဲ့မြတ်စွာဘုရားရှိမှခွေးကလေးဝတ်တယ်လို့ဝတ်ပြီးတော့ထိုင်နေတယ်တဲ့ခွေးကလေးဝတ်တယ်လို့ဝတ်ပြီးတော့မြတ်စွာဘုရားရှိမှနေတယ်ခွေးအမှုရာတွေအလုံးယူထားပြီးတော့ဘုရားရှိမှခွေးဝတ်တယ်လို့လေးဝတ်ပြီးတော့မြတ်စွာဘုရားရှိမှထားအဲ့ဒါလို့နှစ်ယောက်ဘုရားထံလာခြင်းကနေပြီးတော့ပုံနာဆိုတဲ့နွားချင်းချင်းတဲ့လူကနေပြီးမြတ်စွာဘုရားကိုမေးတယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့မိတ်ဆွေဟောဒီသေနိယဆိုတာခွေးအချင်းချင်းနေတာကြာပါပြီတဲ့နှစ်ပေါင်းများစွာခွေးအချင်းချင်းလာသူပြည့်ပြည့်စုံစုံခွေးရဲ့ပုံစံစနစ်ကြခွေးပုံကြသူကျင့်လာကြာပါပြီတဲ့ဒီလိုခွေးချင်းကိုပြီးပြီးဝဝကန်းကုန်လန်းကုန်ကျင့်မယ်ဆိုလို့ရှိရင်သူ့ရဲ့အနာဂတ်အခြေအနေဘယ်လိုရှိပါသလဲမေးပုံပါနော်သူ့ရဲ့ဖြူချကဘာလို့ခွေးချင်းကျင့်ထားတာပြည့်ပြည့်စုံစုံကြီးသူခွေးချင်းကိုနှစ်ချိုက်ချင်းပြည့်ပြည့်စုံစုံအောင်မြင်မြင်ကျင့်ထားတာသူ့ရဲ့အနာဂတ်အခြေအနေဘယ်လိုဖြစ်နိုင်ပါသလဲလို့မေးတော့မြတ်စွာဘုရားကအေးပုံနာဒီမေကုံငါမမေးနဲ့ငါမမေးနဲ့မဟုတ်ပါဘူးဗျာတပည့်တော်သိပြရစေပါမြတ်စွာဘုရားက
နှစ်ချိန်သုံးချိန်ထိအောင်မမေးပါနဲ့လို့ဒီမေးခွန်းကိုအဖြေမပေးဘူးဗျာသုံးချိန်တိုင်တိုင်တားမြစ်တော်လည်းပဲပုံနာကစွတ်မေးတယ်အရှင်ဘုရားသူ့ရဲ့အနာဂတ်အခြေအနေမရှိပါပြည့်ပြည့်ဝဝခွေးချင်းချင်းဘာဖြစ်အေးမင်းကအတင်းကြပ်မေးတော့လည်းငါဖြေရတာပေါ့တဲ့သူဟာခွေးရဲ့အလေးအထားကိုပြီးပြီးစုံစုံဖြစ်ခြင်းနဲ့ခွေးရဲ့အမှုအကျင့်တွေကိုပြီးပြီးဝဝလိုက်နာတယ်ခွေးစိတ်အမြဲတမ်းမွေးထားတယ်ခွေးလူအမြဲတမ်းခွေးအမူအရာတွေအလုံးလုပ်တယ်လို့ဆိုလို့ရှိရင်သိရင်တော့ခွေးပဲဖြစ်မှာပဲသိရင်ခွေးပဲဖြစ်မယ်အေးဂုကုရဝတိကလို့ဆိုတဲ့ canine practice ဒီအကျင့်ကြီးကျင့်လို့နတ်ပြည်ရောက်မယ်နတ်သားဖြစ်မယ်နတ်မင်းဖြစ်မယ်လို့ဒီလိုယူဆရင်တော့ဒါအယူဆမှားတာပဲမိစ္ဆာဒိဋ္ဌိပဲမိစ္ဆာဒိဋ္ဌိအတွက်အနာဂတ်လမ်းအခြေအနေနှစ်ခုတည်းပဲရှိတယ်သူ့ရဲ့ destination ကနှစ်မျိုးပဲရှိတယ်တရိษံရင်လည်းဖြစ်မယ်ငရဲရင်လည်းကြမယ်ဒီနှစ်မျိုးကလွယ်လို့ဘာမှမဖြစ်ဘူးလို့မြတ်စွာဘုရားကဖြေလိုက်တဲ့အခါကျတော့အေးခွေးလူကျင့်တဲ့သေနိယကြီးကခွေးလူဝတ်နေရာကနေရှိုက်ပြီးတော့ငိုလိုက်တာတဲ့ဘုရားရှိခိုးမြတ်စွာဘုရားဖြေတာကြားတဲ့အခါရှိုက်ပြီးတော့ငိုလိုက်တာငိုလိုက်တော့မြတ်စွာဘုရားကကဲပုံနာငါမပြောဘူးလားမင်းဒီမေးခွန်းမမေးပါနဲ့ကြည်စမ်းဟိုမှာဟိုကောင်ငိုနေပြီဆိုတော့သေနိယကပြောတယ်မျက်ရည်တုပ်ပြီးတော့အရှင်ဘုရားတဲ့အရှင်ဘုရားဖြေလို့အရှင်ဘုရားပြောတာကိုတပည့်တော်ငိုတာမဟုတ်ပါဘူးတဲ့ဒီအကျင့်ကြီးကိုတပည့်တော်ကျင့်လာတာနှစ်ပေါင်းများစွာခွေးလိုကျင့်ခွေးလိုနေခွေးလိုအိတ်ခွေးလိုစားအစာကျွေးလို့ရှိရင်လည်းမြေကြီးပေါ်ချကျွေးရခွေးလိုဟပ်ပြီးတော့စားဒါတော့ကျင့်လာခဲ့အဲ့ဒါတွေအတွက်တပည့်တော်ဝမ်းနေလုံးလို့ငိုတာပါခွေးလိုကျင့်တဲ့သူကရှောက်ပြီးတော့သူကတစ်ဆက်တည်းလျှောက်တယ်အရှင်ဘုရားတဲ့ဟောဒီတပည့်တော်ရဲ့တန်ငယ်ချင်းပုံနာကသူကနွားလိုကျင့်တာဗျာနွားလိုကျင့်တယ်ဆိုပြီးတော့စဉ်းစားဖို့သွားရင်လည်းနွားလိုလေးဘက်ထောက်သွားရေတောက်ရင်လည်းနွားလိုတောက်တယ်အစာစားရင်လည်းနွားလိုစားဟောအကုန်လုံးနွားရဲ့အမူအရာတွေတိုင်းလိုက်ပြီးတော့ကျင့်သုံးတယ်ဟိုပိုင်း practice တပည့်တော်တန်ငယ်ချင်းရဲ့အနာဂတ်ကဘာလဲဖရာတဲ့ဆိုတော့မြတ်စွာဘုရားကမင်းဒီမေးခွန်းငါမမေးပါနဲ့မဟုတ်ပါဘူးဘုရားဖြေသမ်းပါဒီမေးခွန်းတပည့်တော်သိချင်လို့ပါသူ့ရဲ့အနာဂတ်ဘယ်လိုရှိတယ်မြတ်စွာဘုရားက၃ချိန်တိုင်မဖြေဘူးနောက်ဆုံးအတင်းကျပ်မေးတဲ့အခါကျတော့ကဲငါမဖြေပါရစေနဲ့လို့ပြောတာမရဘူးအေးနွားရဲ့အကျင့်နေကျင့်မယ်နွားလိုလုပ်မယ်နွားလိုနေမယ်နွားစိတ်တွေမွေးပြီးတော့ပြည့်ပြည့်ဝဝကျင့်မယ်ဆိုလို့ရှိရင်တော့သိရင်တော့နွားပဲဖြစ်မှာပဲအဲ့ဒီအကျင့်ကိုအောင်မြင်ကျင့်လို့နတ်ပြည်ရောက်နိုင်တယ်လို့ယူဆရင်တော့ဒါမှားတဲ့ယူဆတရားပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မှားတဲ့အယူဆဖြစ်ပြီးရှိပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ destination ဟာနှစ်မျိုးပဲတရိษံရင်လည်းဖြစ်မယ်ငရဲရင်လည်းကြမယ်နွားလိုကျင့်တဲ့အကျင့်ကိုအောင်မြင်ပြည့်ပြည့်ဝဝကြီးကျင့်ရင်နွားဖြစ်မယ်မအောင်မြင်ဘူးဆိုရင်လည်းငရဲကြမယ်မြတ်စွာဘုရားကဒီလိုဖြေလိုက်တာအဲ့လိုလည်းဖြေလိုက်ရောပုံနာဆိုတဲ့နွားအကျင့်ကျင့်တဲ့လူကလည်းရှိုက်ပြီးတော့ငိုလိုက်တာမြတ်စွာဘုရားရှိမှဒီတော့မြတ်စွာဘုရားကအေသေနိယမင်းဒီမေခွန်းငါမမေးနဲ့လို့ပြောတာကြည်ဟိုမှာငိုနေပြီဟိုကောင်
စိတ်မကောင်းလို့တပည့်တော်ဟိုတာပါဆိုပြီးတော့နှစ်ယောက်သားသူတို့ကတော်တယ်အကျင့်မှားနေတာကိုမှန်မှန်သိတဲ့အခါကျတော့သူတို့လမ်းကြောင်းပြောင်းဖို့နှစ်ဦးဆုံးလုံးကနေပုံနာကဥဆောင်ပြီးတော့အရှင်ဘုရားပေါ်မှာတပည့်တော်ယုံကြည်ပါတယ်တဲ့တပည့်တော်လည်းဟောဒီနွားအကျင့်ချင့်နေတာကလွတ်မြောက်သွားအောင်နွားအကျင့်ကြီးကိုတပည့်တော်စွန့်လွတ်နိုင်အောင်ဟောဒီတပည့်တော်ရဲ့တငယ်ချင်းသေနိယခွေးချင်းချင့်နေတာလည်းပဲဒီအကျင့်ကြီးကိုစွန့်လွတ်နိုင်အောင်အရှင်ဘုရားတပည့်တော်တို့ကိုတရားတစ်ပုဒ်ဟောပါဗျာဟောသူကအတ္တရလျှောက်အဲ့ဒီတော့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကကံ၄မျိုးကိုခွဲခြားပြီးတော့ဟောသတ္တရိမာနိပုံနာကမ္မာနိတယံပညာသစ္စိကတဝမယဘဝေတိတာနိပုံနာမယငါဘုရားသည်တယံပညာကိုယ်တိုင်သိမြင်၍သစ္စိကတဝမျက်မှောက်ပြု၍ဘဝေတိတာနိဟောကြားအကုန်သောကမ္မာနိကံတရားတို့သည်ဣမာနိသတ္တာရိဤ၄မျိုးတို့ပါပေ၏မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကခွေးချင်းချင်းတဲ့ပုဂ္ဂိုလ်နဲ့နွားချင်းချင်းတဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်နှစ်ယောက်ကိုသူတို့ရဲ့တောင်းပန်လျောက်ထားချက်အရာကံ၄မျိုးခွဲခြားပြီးတော့ဟောအတ္တိပုံနာကမ္မံကန္နံကန္နဝိပါကံပုံနာကန္နံတဘာဝအားဖြင့်မဲ့ညတိဖြစ်ပြီးကန္နဝိပါကံညင်နွမ်းတဲ့အကျိုးကိုပေးတတ်တဲ့ကမ္မံကံမျိုးသည်အတ္တိရှိ၏အတ္တိကမ္မံသုတ်ကံသုတ်ကဝိပါကံသုတ်ကံဖြူစင်သည်ဖြစ်၍တဘာဝအားဖြင့်ဖြူစင်သည်ဖြစ်၍သုတ်ကဝိပါကံဖြူစင်တဲ့အကျိုးတရားကိုပေးတတ်တဲ့ကမ္မံကံမျိုးသည်အတ္တိရှိ၏အကန္နာကန္နာသုတ်ကံတချို့ကမဲညစ်ပြီးတချို့ကဖြူစင်၍ကန္နာသုတ်ကဝိပါကံအဖြူအမဲရောပြီးတော့အကျိုးပေးတတ်တဲ့ကမ္မံကံမျိုးသည်အတ္တိရှိ၏အကန္နာအသုတ်ကံအကန္နာအသုတ်ကဝိပါကံကမ္မခရာယသံဝတ္တိအကန္နာအသုတ်ကံဖြူလဲမဖြူမဲလဲမမဲပဲသဘာဝအားဖြင့်အဖြူအမဲကလွတ်ကင်းပြီးတဲ့နောက်မှာအကန္နာအသုတ်ကဝိပါကံမဲတဲ့အကျိုးကိုလည်းပေးတာမဟုတ်ဖြူတဲ့အကျိုးကိုလည်းပေးတာမဟုတ်တဲ့ကမ္မခရာယသဝတ္တိကံတရားတွေဂုံသွားစေတတ်တဲ့ကမ္မံကံမျိုးသည်အတ္တိရှိဣတိလိုသတ္တရိ၄မျိုးဂုံသောကမ္မဏိကံတို့ကိုမယငါဘုရားသည်တရားပညာကိုယ်တိုင်သိ၍သစ္စိကတဝမျက်မှောက်ပြု၍ပဝေတိတာနိဟောကြားသိစေအပ်ပါပေကုန်ဤဟု၍ဘဂဝါရှိဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်အဝေါစကောင်းစွာမသွေမိန်ကြားတော်မူခဲ့ပါ၏တည်းနွားလိုခြင်းတဲ့ပုဂ္ဂိုလ်နဲ့ခွေးလိုခြင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးကိုမြတ်စွာဘုရားကကံ၄မျိုးခွဲခြားပြီးတော့ဟောတယ်ဟောတချို့ကံကသဘာဝအားဖြင့်မဲညစ်ကောင်းတဲ့သဘာဝမရှိဘူးအကျိုးပေးတော့လည်းမကောင်းတာကိုအကျိုးပေးတယ်ကန္နဝိပါကမဲတယ်ဆိုတာတင်စားထားမဲတဲ့အကျိုးဆိုတာလည်းတင်စားထားမဲညစ်တဲ့ကံဆိုတာအကုသိုလ်ကံကိုပြောတယ်မာနတိပါဒသူဤတက်ကိုတတ်ချံအဋ္ဌိဏရဏသူများဥစ္စာကိုခိုးယူခြင်းစတဲ့အကုသိုလ်ကံတွေမှန်သမျှဟာတဘာဝအားဖြင့်ဖြူစင်မှုမရှိလို့ကံနမဲညစ်တဲ့တဘာဝရှိတယ်ဘုန်းကြီးတို့တရားကျင့်ခင်သူတော်စင်ပြိဿတည်းရဲ့တဏ္ဍာမှာလောဘဖြစ်မယ်ဒေါသဖြစ်မယ်မောဟဖြစ်မယ်ထိုလောဘဒေါသမောဟကိုဖြစ်စေတတ်တဲ့စေရနာတွေဖြစ်လာတယ်အဲ့ဒီစေရနာတွေဟာမိမိတို့ရဲ့တဏ္ဍာမှာဖြစ်လာပြီးအကုသိုလ်တရားတွေလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်
အိတ်တာလို့ခေါ်တဲ့ဂျယ်လစီတွေဖြစ်တယ်မစ္စရိယလို့ခေါ်တဲ့နှမျောဝန်တွေမှုတွေဖြစ်တယ်အဲ့ဒီတရားတွေမိမိတို့တဏ္ဍာမှာဒီစိတ်အခြေအနေတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်အစဉ်ဖြူစင်မှုကင်းပါမဲညစ်တဲ့အနေအထားမှာရှိဒါကြောင့်မို့လို့ကမ္မနာသဘာဝကိုကညစ်သေးနေကြည့်လေလောဘဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်မစင်ကြယ်ဘူးဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကမစင်ကြယ်ဘူးမစင်ကြယ်ရုံနဲ့မကဘူးပူလောင်တယ်လောဘတွေဒေါသတွေကိုကိလေသာလို့ဒါကြောင့်ခေါ်တာကိလေသာဆိုတာစိတ်ကိုညှင်းဆဲတတ်တယ်စိတ်ကိုပူပန်စေတတ်တယ်စိတ်နှလုံးထဲမှာအေးချမ်းပြီးတော့မလာဘူးမိမိတို့အပေါင်းအသင်းပုဂ္ဂိုလ်တွေကတဦးတယောက်ကအောင်မြင်လို့မကျေနပ်တဲ့ဂျယ်လစီတွေအိတ်တာတွေဖြစ်တယ်ဆိုရင်ကြည့်ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့စိတ်မရှိဘူးဖြူစင်တဲ့သဘောတရားတွေဆုံးရှုံးသွားတယ်စိတ်နှလုံးတွေပူပန်နေဆင်းရဲတယ်ဟောဒီသဘာဝတရားတွေဖြစ်လာလို့ရှိရင်ဖြူစင်နေတဲ့စိတ်ကလေးဟာညစ်ထေးသွားဒါကြောင့်မို့လို့အကုသိုလ်စိတ်တွေအကုသိုလ်ကံတွေအလုံးကိုမြတ်စွာဘုရားကကမ္မနာသဘာဝကိုကညစ်ထေးနေတာတဲ့ညစ်ထေးရုံနဲ့မကဘူးကန္နဝိပါကပေးလိုက်တဲ့အကျိုးကလည်းကောင်းတဲ့အကျိုးကိုမပေးဘူးအကုသလသဝေဇဒုက္ခဝိပါကလက္ခဏာအကုသလအကုသိုလ်တရားတွေဆိုတာသဝေဇအပြစ်နဲ့တကွာဖြစ်လာတာမကောင်းတဲ့အနေထားကဲ့ရဲ့ရှုချပွဲသဘာဝအပြစ်လို့ခေါ်ပြောဆိုเสียအပြစ်တင်เสียကောင်းတဲ့အခြေအနေတွေမပါတာအပြစ်အစိတ်ဆိုပါတော့အစိတ်ရဲ့တတ္တိယလူကိုအန္တရာယ်ပြုတတ်လို့ကောင်းတဲ့သဘာဝမဟုတ်ဘူးနည်းနည်းလေးလည်းပဲအန္တရာယ်ပေးတာပဲများရင်လည်းအန္တရာယ်ပေးတာပဲသဘာဝကိုကမကောင်းလို့သာဝေဇဒုက္ခဝိပါကလက္ခဏာမကောင်းတဲ့အပြစ်တင်စရာတွေအပြစ်ဆိုစရာတွေနဲ့ပြည့်နေတယ်သဘာဝကမကောင်းရုံအပြစ်တင်စရာဖြစ်ရုံနဲ့မကဘူးဘာဖြစ်တော့ဒုက္ခဝိပါကလက္ခဏာဆင်းရဲတဲ့အကျိုးကိုလည်းပဲပေးတတ်တယ်ဟောဖြစ်လာတဲ့အချိန်မှာသဘာဝကလည်းတန်ရှင်းမှုမရှိဘူးတန်ရှင်းမှုမရှိုံနဲ့မကဘူးမကောင်းတဲ့ဆင်းရဲတဲ့အကျိုးတွေကိုလည်းပေးတတ်တယ်ဒါအကုသိုလ်ရဲ့သဘာဝဒီသုတ္တမှာတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကကန္နံကန္နာဝိပါကံကန္နံသဘာဝအဖြစ်မဲညစ်နေသည်ဖြစ်ပြီးကန္နာဝိပါကံမဲညစ်တဲ့အကျိုးကိုပေးတယ်မဲညစ်တဲ့အကျိုးဆိုတာဘာပြောတာလဲအေးဒီကံကအကျိုးပေးပြီဆိုလို့ရှိရင်လူဘဝမရဘူးတိရစ္ဆာန်ဘဝရောက်သွားတယ်ဟောအမတန်အောက်တန်းကြအမတန်ဆင်းရဲတိရစ္ဆာန်လောကအမတန်ဆင်းရဲဘုန်းကြီးတို့တွေစဉ်းစားကြည့်အပယ်လေးပုံဆိုတာကြည့်အပါယချမ်းသာဒုက္ခကနေခင်းနေတယ်သို့မဟုတ်ကုသိုလ်ကောင်းမှုရဖို့အခွင့်အလမ်းမရှိဘူးအပအယအယဆိုတာကုသိုလ်ကောင်းမှုအပဆိုတာခင်းတယ်ကုသိုလ်ရဖို့အချိန်မရှိဘူးတဲ့အဆိုးဆုံးနေရာကဘာလို့ဆိုရင်ငရဲကိုနိဒရိယလို့ခေါ်တယ်နိဆိုတာကမရှိတာအယဆိုတာချမ်းသာဒုက္ခချမ်းသာမှုဆိုတာတစ်စက်ကလေးမှမရှိတဲ့နေရာကိုငရဲလို့ခေါ်တာချမ်းသာတဲ့အချိန်ပိုင်းလေးမိနစ်ပိုင်းလေးစက္ကန့်ပိုင်းလေးတောင်မှမရှိဘူးအစဉ်သာဝရဒုက္ခဖြစ်နေတာအဲ့ဒါကိုနိရိယချမ်းသာဒုက္ခလုံးဝခင်းနေတဲ့နေရာမိဘုံကြီးထဲမှာကြာပြီးတော့နေရတဲ့အခြေအနေပိုင်းလိုပဲမိတော့တည်းရဲရဲရှိနေတဲ့ထဲကြာနေတဲ့ပုဂ္ဂိုလ်ထိုမိတော့ကြီးတဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်စက္ကန့်ပိုင်းမိနစ်ပိုင်းလေးကစပြီးတော့ချမ်းသာတဲ့အချိန်ရလို့မရှိဘူးတဲ့အမြဲတမ်းပူလောင်ငရဲကြသွားတဲ့ပုဂ္ဂိုလ်လည်းပဲတစ်စက္ကန့်လေးမှချမ်းသာဒုက္ခမရနိုင်လို့ဒါကြောင့်မို့လို့နိရိယလို့ခေါ်တာကဲငရဲတဲ့နည်းနည်းသက်တာကဘာတော့တိရစ္ဆာန်တ
တရိစ္ဆာန်တွေရဲ့ဘဝကိုလည်းကြည့်လိုက်အောင်ဘလောက်ဆင်းရဲတုံးတရိစ္ဆာန်အေးတမန်ပုဂ္ဂိုလ်တွေကတော့ထင်လိုက်မယ်တမန်ကြည့်မယ်ဆိုရင်အိုးတရိစ္ဆာန်အိမ်မွေးတရိစ္ဆာန်တွေတော့ကြည့်မယ်ဆိုရင်တချို့ခွေးတွေအမလေးလူတော်မစားအကောင်းနေစားတစ်ထည့်အိမ်ကခွေးတွေပိုးသွားပြီးတော့ကားလိုက်ဆရာဝန်နဲ့အမြဲတမ်းစောင့်ကြလို့ဟုတ်လားဗီတာမင်ဆေးတွေကျွေးလို့ဒီတရိစ္ဆာန်လည်းပဲကုသိုလ်ကံလေးရဲ့အကျိုးပေးတဲ့တရိစ္ဆာန်ကြတော့ကောင်းတယ်လို့ဒီလိုမြင်ကောင်းမြင်ကြလိမ့်မယ်ပေါ့သို့တော်လည်းသူ့ဘဝကိုချိအတိကျန်ဆိုတာလုံးဝမရှိကုသိုလ်ရဖို့အခွင့်အရေးဆိုတာလုံးဝမရှိတရိစ္ဆာန်ရဲ့အတွေ့ထဲမှာဘာရှိတယ်စားဖို့ရအိပ်ဖို့ပျော်ဖို့ပါဖို့ဒီသုံးမျိုးပဲရှိတယ်သူအဲ့ဒါကြောင့်မလို့ဒီတရိစ္ဆာန်ဘဝတဘာဝအနေနဲ့မြတ်စွာဘုရားကသရုပ်ဖော်ထားတာအညမညာခာရိကာဒုဗ္ဗလခာရိကာတရိစ္ဆာနတရိစ္ဆာန်တရားတရိစ္ဆာနလောကတရိစ္ဆာန်လောကတွေဟာအညမညာခာရိကာအချင်းချင်းစားပြီးတော့နေကြတယ်ဒုဗ္ဗလခာရိကာအားရှိတဲ့အကောင်ကအားနေတဲ့အကောင်ကိုတတ်ပြီးတော့စားနေတယ်အေး Discovery Channel ဆိုပြီးတော့ television မှာတခါတရံပြတတ်တယ် Safari Africa တောရိုင်းတဲ့ကတရိစ္ဆာန်တွေအကြောင်းများချစ်လိုက်လို့ရှိရင်ကြားတွေကနေသမင်တွေဖမ်းပြီးတော့စားနေတာကျွဲတွေဖမ်းပြီးတော့စားနေတာမြင်းကြားကြီးတွေဖမ်းပြီးတော့စားတာရေထဲဆင်းတဲ့အခါကျတော့မိချောင်းကြီးတွေကတတ်စားတာတို့အိုးတရိစ္ဆာန်လောကအချင်းချင်းသတ်စားပြီးတော့နေတာအကာအကွယ်ဘယ်သူမှမရှိလူပြည်လူလောကလည်းကြည့်လိုက်တခါတရံဘုန်းကြီးတို့တွေ့နေကြရတာပဲကြက်ကလေးတွေခြေထောက်ကိုစုပြီးတော့ချီနောက်ကဆိုက်ကားပေါ်တင်သွားမြင်းလဲပေါ်တင်သွားဆိုက်ကားပေါ်တင်သွားဆက်ဘိန်းပေါ်တင်သွားကြက်တွေထဲထားတဲ့ချင်းကားပေါ်ကနေအောင်ပြစ်ချဟောဝက်ကြီးတွေကျိုးနဲ့တုပ်ပြီးတော့တင်သွားဘယ်သူမှမလောက်ပါနဲ့လို့ဝက်ကရှေ့ကနေရှေ့နေလိုက်ပြီးအကာအကွယ်ပေးမဲ့ပုဂ္ဂိုလ်မရှိဘူးပြိဿလောကဘလောက်ကြောက်စရာကောင်းတော့အညမညာခာရိကာဒုဗ္ဗလခာရိကာအားရှိတဲ့လူတွေကတရိစ္ဆာန်တွေကိုတတ်ပြီးတက္ကလာစားနေကြတယ်ညှင်းဆဲနေကြတယ်အနိုင်ကျင့်နေကြတယ်ဘယ်သူကမှအကာအကွယ်မပေးနိုင်ဘူးဘလောက်တနာစရာကောင်းတဲ့အခြေအနေလေအဲ့ဒါဟာဘယ်သူကအကျိုးပေးတာတော့ဆိုခုပြောတဲ့ကံဏလို့ဆိုတဲ့အကုသိုလ်ကအကျိုးပေးထားလို့နှိမ့်ကြတဲ့ဘဝတစ်ခုရပါတော့ဗောအကုသိုလ်ကတွန်းပို့လိုက်လို့ငရဲကျသွားအကုသိုလ်ကတွန်းပို့လိုက်လို့တရိစ္ဆာန်ဖြစ်သွားအေးချမ်းသာဒုက္ခထိုက်တဲ့လောက်ရနေတဲ့တရိစ္ဆာန်တွေကြတော့ကုသိုလ်ရဲ့အကျိုးခံနေရတာသို့သောတရိစ္ဆာန်ဖြစ်သွားတာကအကုသိုလ်ရဲ့အကျိုးအိမ်မွေးတရိစ္ဆာန်ဖြစ်ပြီးတော့ချမ်းသာတဲ့အိမ်ကကောင်းကောင်းမွန်မွန်ကျွေးပြီးတော့စောင့်ရှောက်ထားတာကြတော့ကုသိုလ်ရဲ့အကျိုးလို့ဒီလိုပြောရတခါတရိစ္ဆာန်ကနေတဆင့်ကြည့်လိုက်ပြိတ္တာဆိုတဲ့ဘဝစားရမဲ့တောက်ရမဲ့အမြဲတမ်းဆာလောင်မို့သိမ့်ပြီးတော့နေတယ်နေစရာမရှိဘူးစားစရာမရှိဘူးသူတို့ဘဝအမြဲတမ်းဆာလောင်ပြီးတော့နေတဲ့ပြိတ္တာဘဝဘယ်သူကအကျိုးပေးတာခုနကပြောတဲ့အကုသိုလ်ကံကအကျိုးပေးလိုက်တာငရဲတရိစ္ဆာန်ပြိတ္တာအဲ့ဒီပြိတ္တာထဲမှာသိုးတဲ့ပြိတ္တာမျိုးတွေကိုအတူရကယ်လို့ခေါ်လိုက်သေးတယ်စင်စင်ရဲရဲနဲ့ဘဝတစ်ခုဖြတ်တန်းကြတာအဲ့ဒါလို့အခြေအနေဆိုးတွေကိုဘယ်သူကဖန်တီးလိုက်တယ်လဲဆိုရင်ဟောဒီကဏဝိပါကဆိုတဲ့ကံတရားကဖန်ဆင်းတာတဲ့ကံဏသဘာဝအဖြစ်မဲ့ညစ်သည်ဖြစ်ပြီးကံဏဝိပါကအလွန်တရာမှမဲ့ညစ်ဆုတ်ချလာတဲ့အကျိုးပေးကိုပေးတတ်တဲ့ကံမှအကုသိုလ်ကံမျိုးဆိုတာအထီးရှိတယ်အေးမကောင်းတဲ့အကုသိုလ်ကံလုံးတဲ့ပုဂ္ဂိုလ်တွေကထိုကံရဲ့အမွေကိုခံရသဗ္ဗေတ္တကမ္မတက္ကကမ္မဒါယတာသဗ္ဗေတ္တဖြစ်မဲ့ဥသုံးလုံးစုံများစွာတ attva တို့သည်ကမ္မတက္ကကံသာလင်ကိုယ်ပိုင်ဥစ္စာရှိပြီးတော့ကမ္မဒါယတာက
ကံကပေးတဲ့အမွေကိုသာရရှိခံစားကြရတယ်ဟောအကုသိုလ်ကံတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်ကံကပေးလိုက်တဲ့အမွေကိုခံရပြီးတော့ငရဲမှာဒုက္ခခံရတယ်တိရစ္ဆာန်ဘဝရောက်ပြီးဒုက္ခခံရတယ်ပြိတ္တာဘဝရောက်ပြီးဒုက္ခခံရတယ်အတုရကေဘုံရောက်ပြီးတော့ဒုက္ခခံရတယ်လောကကြီးမှာဒီလိုဒုက္ခခံနေရတဲ့တ attva တွေဟာအမတန်မှများပါတယ်ဒါကြောင့်မို့လို့ဒီကံကိုကဏ္ဍဝိပါကအောက်တန်းကြတဲ့အကျိုးပေးတယ်လို့ဒီလိုပြောတယ်တစ်ဖက်ကနေကြည့်လိုက်ပြန်လို့ရှိရင်နောက်ကံတစ်မျိုးကအဓိကမံသုတ်ကံသုတ်ကဝိပါကံသုတ်ကံဖြူစင်သည်သဘာဝအားဖြင့်ဖြူစင်သည်ဖြစ်ပြီးသုတ်ကဝိပါကံဖြူစင်တဲ့အကျိုးတရားကိုပေးတတ်တဲ့ကမ္မံကုသိုလ်ဆိုတဲ့ကံမျိုးဟာလည်းပဲအဋ္ဌိရှိတယ်ကုသိုလ်ကံဆိုတာတော့ဖြစ်လာတဲ့အချိန်မှလည်းပဲဖြူစင်တယ်အလောဘ generosity မိမိရှိတဲ့ပစ္စည်းပေါ်မှာတွေ့တာပြီးတော့မနေပဲနဲ့ဒါနကောင်းမှုပြုနိုင်တယ်အဒေါသအမုန်းတရားဖယ်ရှားပြီးတော့မေတ္တာထားနိုင်တယ်အမောဟလှုပ်တဲ့မလှုပ်တဲ့ခွဲခြားမသိတဲ့မောဟကိုဖယ်ရှားပြီးတော့လှုပ်တဲ့အရာမလှုပ်တဲ့အရာခွဲခြားသိလို့လှုပ်တဲ့နာလှုပ်တယ်မလှုပ်တဲ့နာမလှုပ်ဘူးဟောအမောဟအဲ့ဒီတရားတွေကဖြစ်လာကြတဲ့ကစိတ်ထဲမှာဖြူစင်အေးချမ်းပြီးတော့ဖြစ်လာတတ္တတရားတွေကောင်းတဲ့စေတနာတွေတတိတွေဒီသဘာဝတရားတွေဟာဖြစ်နေတဲ့အချိန်မှလည်းပဲစိတ်နှလုံးကိုအေးချမ်းစေတယ်ဒါကြောင့်မို့လို့ဖြူစင်တဲ့သဘာဝတရားလို့ကံတံသဘာဝအပြင်ဖြူစင်သည်ဖြစ်သုတ်ကံသဘာဝအပြင်ဖြူစင်သည်ဖြစ်သုတ်ကဝိပါကဖြူစင်တဲ့အကျိုးတရားကိုပေးတယ်။ဟောကုသိုလ်ကံတွေကအကျိုးပေးပြီဆိုရင်လူဘဝလှလှပပရလူဘဝရဲ့ချမ်းသာတဲ့နတ်ဘဝလှလှပပရဒီတဲ့ကောင်းတဲ့ဗြဟ္မဘဝရကုသိုလ်ကံအဆင့်အားနဲ့သီလကိုပြီးဝဝချင်းဖြည့်ပြီးသီလကိုအတိုင်းအတာတစ်ခုနဲ့ကျင့်ရင်လူဘဝရသီလကိုပြီးစုံစုံကျင့်ရင်နတ်ဘဝရောက်တယ်သီလတွေမကဘူးတမာတိကျင့်စဉ်ထီအောင်မြင်မြင်ကျင့်ပြီဆိုရင်ဗြဟ္မဘုံရောက်တယ်သီလဓမ္မာတိပညာပြီးဝဝဒီအကျင့်တရားတွေကိုကျင့်ပြီဆိုရင်နိဗ္ဗာန်ချမ်းသာထီအောင်ရောက်တယ်ဟောသုတ်ကဝိပါကတကယ်ဖြူစင်တဲ့ကောင်းမြတ်တဲ့ချမ်းသာတဲ့အနေအထားမျိုးတွေကိုရတယ်ဘုန်းကြီးတို့တွေသုတ်ကဆိုတဲ့ကုသိုလ်ကောင်းမှုသုတ်ကဝိပါကဖြူစင်တဲ့အကျိုးတရားကိုပေးတတ်တဲ့ကုသိုလ်ကောင်းမှုဆိုတဲ့ဒီကံတရားတွေကိုလုပ်ခဲ့သည့်အတွက်ကြောင့်ဒီကနေ့ဘုရားမြတ်စွာသာသနာတော်ကြီးနဲ့တွေ့ကြုံကြရတယ်တွေ့ကြုံပြီးတော့တရားဓမ္မတွေနာယူခင်းရကြတယ်တရားဓမ္မတွေအတိုင်းလိုက်နာကျင့်သုံးခွင့်ရနေကြတယ်အေးအေးသက်သာနေထိုင်နိုင်ကြစိတ်နှလုံးငြိမ်းချမ်းကြဟောဒါကံတရားတွေအကျိုးတရားဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတ္တဝိတ္တကမ္မဒါယတာကိုလုံးတဲ့ကံရဲ့အမွေကိုခံနေရကြတာကောင်းတဲ့ကုသိုလ်ကံတွေရဲ့အမွေကိုအခုချိန်မှရတာလောကမှာလူတွေပြောကြတယ်လေတိုက်အမွေရထားတယ်ပိုက်ဆံလေးအမွေရထားတယ်စိတ်နေရွှေတွေအမွေရထားတယ်ပြောကြတယ်လောကီအမွေနဲ့ပတ်သက်ပြီးအခုဘုန်းကြီးတို့တွေဘာအမွေရထားတာလဲအတိတ်ဘဝကကိုလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အမွေတွေရထားတာအမွေတွေရထားသည့်အတွက်ကြောင့်အချိန်လေးကောင်းလေးတွေကျုံနေအချိန်လေးကောင်းဆိုတာကမြတ်စွာဘုရားတရားကိုကြားနာခွင့်ရအချိန်လေးကောင်းတစ်ခုမြတ်စွာဘုရားရဲ့တရားတော်အတိုင်းလိုက်နာကျင့်သုံးခွင့်ရမိမိရဲ့အသိဉာဏ်ကိုအသုံးချနိုင်တာအချိန်လေးကောင်းနေပေါ့ဒီတဲ့ကောင်းတဲ့အချိန်လေးပဲရှိမလို့သုတ်ကံသုတ်ကဝိပါကံသုတ်ကံဖြူစင်တဲ့သဘာဝအပြင်ဖြူစင်သည်ဖြစ်ပြီးသုတ်ကဝိပါကံဖြူစင်တဲ့အကျိုးပေးတဲ့ကမ္မကံမျိုးဆိုတာအဋ္ဌိရှိတယ်အဲ့ဒီကံတွေကဘာတွေလဲလို့ဆိုရင်ကုသိုလ်ကံတရားတွေပဲအဲ့ဒီကုသိုလ်ကံတရားတွေကို
မိမိတို့ရဲ့တဏ္ဍာမှာဖြစ်စေမယ်ဆိုရင်ကုသိုလ်ကံတရားတွေဖြစ်လာတဲ့ကုသိုလ်ကံတရားတွေကကောင်းတဲ့ဘုံဘဝတွေကိုပို့ပေးတယ်။ကောင်းတဲ့အခြေအနေတွေကိုဖန်တီးပြီးတကားလပေးတယ်။တတိယအမျိုးအစားရှိသေးတယ်။ကန္နာတုတ်ကံကန္နာတုတ်ကဝိပါကံကမ္မအဋ္ဌိကန္နာတုတ်ကအဖြူအမဲရော၍နေသည်ဖြစ်ပြီးကန္နာတုတ်ကဝိပါကအဖြူအမဲရောနေတဲ့အကျိုးတရားကိုထုတ်လုပ်တတ်တဲ့ကမ္မကံတရားဆိုတာလည်းပဲအဋ္ဌိရှိတယ်ဘဝတစ်ခုမှာလူတွေဟာကုသိုလ်တက်တက်ချီလုပ်ကြတာမဟုတ်ဘူးတပိုင်းကကုသိုလ်လုပ်တယ်တပိုင်းကအကုသိုလ်လုပ်တယ်ကုသိုလ်အကုသိုလ်ရောထွေးပြီးစိတ်ထဲမှာလည်းပဲကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်နှုတ်ကပြောတဲ့အခါမှာလည်းပဲကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်ကာယကံမှုနဲ့ပြုတဲ့အခါမှာလည်းပဲကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်ကုသိုလ်အကုသိုလ်ရောပြီးတော့လှုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့ဝေါကိဏဒုက္ခဒုက္ခချမ်းသာတလက်ဆင်းရဲတလက်လူလောကမှာရှိတဲ့လူအမျိုးလူတွေတော်တော်များများဆင်းရဲတလက်ချမ်းသာတလက်ရှိချမ်းသာရှိတတ်မခံစားရဘူးယမယခဆင်းရဲတယ်ယမယခချမ်းသာဒုက္ခနဲ့ဒုက္ခတလက်စီခံဒုက္ခအလှည့်ကြတာကုသိုလ်အကျိုးပေးတဲ့အလှည့်ဒုက္ခအလှည့်ကြလာလို့ရှိရင်အကုသိုလ်အကျိုးပေးတဲ့အလှည့်ကန္နဒုက္ခလို့ဆိုတဲ့အဖြူမဲရောပြီးတော့လှုပ် black and white နော်အဖြူမဲရောပြီးလှုပ်ထားတဲ့အတွက်ကြောင့်အကျိုးပေးတော့တယ်အဖြူနဲ့အမဲရောပြီးတော့လာတယ်ဥပမာပဲကုသိုလ်တစ်ပိုင်းအကုသိုလ်တစ်ပိုင်းလူလောကမှာလည်းဒါတွေပြည့်နေတာပေါ့ဘုန်းကြီးတို့950ဇက်ထဲမှာဘုရင်ကနေပြီးတော့တရားသူကြီးယာတုခန့်ထားလို့တရားသူကြီးလုံနေတဲ့ပုံနာကြီးတယောက်အဲ့ဒီပုံနာကြီးကနေ့ခါမှာဆိုတရားရုံးထိုင်တရားရုံးထိုင်တဲ့အခါကျတော့တရားလာပြီးတော့ရင်ဆိုင်ရတဲ့ပုဂ္ဂိုလ်တွေပတ်စံပေးတဲ့ပုဂ္ဂိုလ်သူကအနိုင်ပေးတယ်ပတ်စံပေးတဲ့ပုဂ္ဂိုလ်အနိုင်ပေးတယ်လက်စားတယ်နေ့အခါမှာဘယ်သူကပတ်စံပေးပြီးပတ်စံရတဲ့ပုဂ္ဂိုလ်ပတ်စံယူပြီးတော့သူကမတရားသဖြင့်ဆုံးဖြတ်ပြီးတော့လောက်ဒီလိုနဲ့နှစ်ပေါင်းများစွာတရားရုံးမှာထိုင်ပြီးတော့လက်စားပြီးတော့တရားကိုဆုံးဖြတ်နေတာဒီနေ့ကျတော့အဲဒီတရားလာဆိုင်တဲ့အမျိုးသမီးတယောက်ရှိအဲ့ဒီအမျိုးသမီးကတရားရုံးမှာတရားဆိုင်ရင်ဒီမျိုးသမီးကဥပုပ်တယ်ဥပုပ်ဆောင်ဥပုပ်နေကြီးဆိုတော့သူဥပုပ်ဆောင်တရားလည်းပဲဆုံးဖြတ်လို့မပြီးသေးဘူးအချိန်ကြည့်လိုက်တော့လည်းပဲ12နာရီထိုးမွန်းလွဲကန်နေပြီဒီမျိုးသမီးကမစားရသေးဘူးဥပုပ်ဆောင်အဲ့ဒီအချိန်လေးမှာတရားသူကြီးပုံနာထံသူ့ရဲ့ဥယျာဉ်ကနေပြီးတော့တရားသီးတွေပို့လိုက်တရားသီးတွေပို့တော့တရားသူကြီးပုံနာကြီးကဒီအမျိုးသမီးဥပုပ်ဆောင်တယ်ဆိုတာသိတာသူလက်ထဲရောက်လာတဲ့တရားသီးလေးကိုအဲ့ဒီအမျိုးသမီးကဲဥပုပ်ဆောင်တယ်ဆိုရင်ဒီတရားသီးလေးစားလိုက်ပါဟောတပိုင်းကကောင်းတာလေးလှုပ်လိုက်တယ်ဟိုတပိုင်းကတော့ပတ်စံပေးတဲ့လူတရားအနိုင်ပေးနေနောက်တစ်ခါတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးကအလွန်ကောင်းတော့အလွန်ကောင်းတော့ဥပုပ်နေ့တိုင်းသူ့ရဲ့အမှုရန်ရာတန်းတွေကိုဥပုပ်ဆောင်ခိုင်းအဲ့ဒီနေ့ကဥပုပ်နေ့ဖြစ်တော့ဘုရင်ကြီးစီကုံခါစားဝင်ကြရခါစားဝင်တော့ဘုရင်ကြီးကမေးတယ်ကဲအမတ်ကြီးတို့ဥပုပ်ရကြရဲ့လားဥပုပ်ဆောင်ကြရဲ့လားဆိုအမတ်ကြီးတွေကရှောက်ကြရပါတယ်ဒီနေ့ဥပုပ်ဆောင်ပါတယ်နဲ့ပြောကြခုနပုံနာကြီးကိုမေးလိုက်တဲ့အခါဆရာကြီးရောဥပုပ်ရရဲ့လားလို့ဆိုတော့သူကတကယ်ကတော့ဥပုပ်ယူမထားဘူးသို့တော်လည်းပဲသူများတွေအားလုံးဥပုပ်ဆောင်ပါရဲ့တန်းနဲ့သူမဆောင်ဘူးဆိုတော့မတော်လို့ကျွန်တော်မျိုးလည်းဥပုပ်ဆောင်ပါတယ်လို့ပြောလိုက်တော့ကျန်တဲ့အမတ်တွေကသိတယ်သူဥပုပ်မဆောင်ဘူးဆိုတော့ပုံနာကြီးကဘာပြောတော့ဆိုအေးနေ့လယ်ပိုင်းကတော့အလုပ်တွေရှုပ်နေလို့ဥပုပ်မဆောင်နိုင်ဘူး
အခုဒီကနန်းတော်ကပြန်သွားလို့ရှိရင်ဒီညသူမစားတော့ဘူးဥပုသ်ဆောင်မယ်တညဥပုသ်ဆောင်အမတ်ဒီကိုအဲ့လိုပြောသွားအဲ့ဒီတညတော့သူဥပုသ်ဆောင်လိုက်တယ်ကြည့်နော်နေကြလို့ရှိရင်မတရားသဖြင့်လက်စားပြီးတော့ဆုံးဖြတ်တယ်ညမှာဥပုသ်ဆောင်တယ်တရသီးလေးကိုဥပုသ်ဆောင်တဲ့အမျိုးသမီးကိုစေရနာထက်ထက်တန်တန်နဲ့ချွေးလိုက်တယ်လူဘွားကသူလှုပ်ခဲ့တာအကောင်းနဲ့အဆိုရောပြီးတော့ကဲလူဘဝတက်တန်းစီလို့တည်သွားတဲ့အခါကျတော့တရသီးလူခဲ့သည့်အတွက်ကြောင့်ဟိုအထက်ကောတတခိဆိုတဲ့မြစ်ကြီးရဲ့အထက်အညာမှာတရဥယျာဉ်ကြီးထဲမှာသူကဘုံဘိမှန်နဲ့ဝေမာနိကဖိတ်တာအမျိုးသွားဖြစ်တယ်တရဥယျာဉ်ကြီးထဲမှာသွားဖြစ်တယ်ဘာဖြစ်လို့တရဥယျာဉ်ကြီးထဲဖြစ်တာတော့ဆိုတရသီးလူခဲ့လို့လေဟောဒါကသုတ်ကဝိပါကကောင်းတဲ့အကျိုးပေးလိုက်တာနေအခါမှာတစိုးလက်ဆောင်နေစားပြီးမတရားတဲ့နည်းနဲ့တရားစီရင်ဆုံးဖြတ်အဲ့ဒီဆုံးဖြတ်ခဲ့တဲ့အကုသိုလ်ကြောင့်နတ်နမိုးတော့အရင်းရောက်လာတာနဲ့တပြိုင်နက်ဘုံမိမ့်မှန်ကနေအောက်ဆင်းလိုက်ဆင်းလိုက်ရောငကိုကလှလှပပနတ်သားအပင်ဒီဝုန်းကနေဆိုပြောင်းသွားပြီးတော့60ရာခေါင်းနဲ့ထမ်းပင်လောက်မြင့်တဲ့အရက်ကြီးဖြစ်သွားတယ်သူခဏကိုရဲ့ရုပ်ပြောင်းသွားပြီးတော့သူ့ရဲ့လက်မှာဘာပေါ်လာလဲဆိုခေါ်ပြားကြီးတို့လက်သေးကြီးတွေကအမတန်ထက်တဲ့လက်သေးကြီးတွေနဲ့ရုပ်ပြဆင်းရဲပုံကြီးဖြစ်တာအဲ့ဒီလက်သေးကြီးတွေနဲ့သူ့ရဲ့ကြောကုန်းကအသားတွေကိုခွာပြီးတော့အော်ဟိညင်းညူပြီးအဲ့ဒီသွေးရဲတန်ရဲနဲ့အသားတွေသူ့ကြောကုန်းကအသားတွေသူ့ဘက်သူခွာပြီးတော့စားနေရတယ်ဘလောက်ထိအောင်စားရတော့ဆိုလို့ချင်းမနဲ့မိုးတော့အလင်းရောက်တဲ့အချိန်ကနေညနေဝင်သည်ထိအောင်ကြောကုန်းကအသားတွေခွာပြီးနာလဲနာလိုက်တယ်အော်လဲအော်လိုက်ညီလဲညင်းညူလိုက်တဘာဝတရားရဲ့စေခိုင်းထားတာဖြစ်တော့ရှောင်လဲရှောင်လို့မရဘူးတဲ့ဟောတဏီကုံဒုက္ခတွေခံရညလဲရောက်သွားရောအဲ့ဒီရုပ်ပုံအသွင်ကြီးဟာပျောက်သွားပြီးတော့နတ်သားအသွင်နဲ့ဘုံမိမ့်မှန်ထဲမှာသွားပြီးတော့နတ်စည်းစိမ်ကိုခံစားရတယ်ဘာဖြစ်လို့လဲတညတာဥပုသ်ဆောင်ခဲ့လို့ဟောဥပုသ်ဆောင်တဲ့အချိန်ပိုင်းလေးပါကောင်းတဲ့အကျိုးကအကျိုးပေးလိုက်တာမကောင်းတဲ့အချိန်ပိုင်းမကောင်းတာတွေလုပ်တဲ့အချိန်ကြတော့ငရဲခံရတယ်ကောင်းတဲ့အချိန်ဥပုသ်ဆောင်တဲ့အချိန်ကလေးမှာနတ်သားလိုစည်းစိမ်ဥစ္စာတွေခံရတယ်တရသီးလှူခဲ့သည့်အတွက်ကြောင့်တရဥယျာဉ်ကြီးထဲမှာပုံမိတ်မှရအဲ့ဒါကိုပြောတာအကန္နံအတုကံအကန္နအတုကန္နံဒုက္ကံကန္နဒုက္ခဝိပါကံကန္နဒုက္ခအဖြူအမဲရောပြီးတော့နေတဲ့ကုသိုလ်အကုသိုလ်ကံတဘာဝတရားရှိပြီးတော့ကန္နဒုက္ခဝိပါကံအဖြူအမဲရောနေတဲ့အကျိုးကိုခံစားစေတတ်တဲ့ကမ္မကံမျိုးသည်အတ္တိစင်စစ်မသွေရှိပါပေသည်ဟု၍ဘဂဝါရှိဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအေးကုသိုလ်နဲ့အကုသိုလ်ရောပြီးတော့လှုပ်ထားသည့်အတွက်ကြောင့်ကုသိုလ်အကုသိုလ်ရဲ့အကျိုးတရားတွေရောထွေးပြီးတော့ခံစားရတဲ့အနေအထားမျိုးရှိတယ်ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်းကောင်းတာလုပ်တာလည်းကိုယ်ပဲမကောင်းတာလုပ်တာလည်းကိုယ်ပဲထိုလုပ်ထားတဲ့ကံတရားတွေရဲ့အကျိုးဘယ်သူအမွေခံရကိုယ်ပဲအမွေခံရတယ်နောက်ဆုံးတစ်ခုကတော့မြတ်စွာဘုရားကတေနိယတို့ပုံနာတို့ဒီတဘာဝတရားတွေကိုရှင်းပြအဋ္ဌိကမ္မအကန္တံအတုကံအကန္နအတုကဝိပါကံကမခယာယတံဝတ္တိအကန္နအတုကံအဖြူလည်းမဟုတ်အမဲလည်းမဟုတ်သည်ဖြစ်ဖြစ်အကန္နအတုကဝိပါကံဖြူတဲ့အကျိုးကိုပေးတာလည်းမဟုတ်မဲညစ်တဲ့အကျိုးကိုလည်းပေးတာမဟုတ်ပဲကမ္မေခယာယကံတရားတွေကုံသွားစေဖို့ရာကမ္မံကံတမျိုးသည်အဋ္ဌိစင်စစ်မသွေရှိပါပေတော့၏
ဒါကြတော့ဘာကိုပြောတာကုသိုလ်ကံလည်းမဟုတ်ဘူးအကုသိုလ်ကံလည်းမဟုတ်ဘူးဖြူစေတတ်တဲ့ကုသိုလ်ကံလည်းမဟုတ်ဘူးမဲညစ်စေတတ်တဲ့အကုသိုလ်ကံလည်းမဟုတ်ဘူးကောင်းမြတ်တဲ့အကျိုးကိုပေးတဲ့ကုသိုလ်ကံလည်းမဟုတ်ဘူးဆိုးတဲ့အကျိုးကိုပေးတဲ့အကုသိုလ်ကံလည်းမဟုတ်ဘူးကုသိုလ်အကုသိုလ်ကံနှမျိုးကိုဖယ်ရှားပြစ်နိုင်တဲ့ကံတစ်မျိုးအဲ့ဒီကံတစ်မျိုးကဘာလဲလို့ဆိုလို့ရှိရင်မနဲ့ရှင်တဲ့စေတနာကိုပြောတာအဲ့ဒီကံမျိုးရဖို့ရတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကံပစ္စည်းမှာပฏิပဒါဆိုတဲ့အကျင့်တရားကိုချမှတ်ပြီးတော့ပြတော်မူခဲ့ပါတယ်ကာယ ानु ပဒနာတတိပဋ္ဌာန်ပဲဖြစ်ဖြစ်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ပဲဖြစ်ဖြစ်စိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်ပဲဖြစ်ဖြစ်ဓမ္မ ानु ပဒနာတတိပဋ္ဌာန်ပဲဖြစ်ဖြစ်တခုအာယုံစိုက်ပြီးတော့ခြေလိုက်ကိုယ်နာသီးစားကထွက်လေဝင်လေလေးကိုအာယုံစိုက်လိုက်မယ်ဆိုရင်ကာယ ानु ပဒနာထွက်လေဝင်လေလေးကိုအာယုံစိုက်တာထွက်လိုက်ရင်ရှူလိုက်တဲ့အခိုက်ကလေးဝင်လေလေးအခိုက်မှုတ်ထုတ်လိုက်တဲ့အခိုက်ကလေးထွက်လေလေးအခိုက်ထိုလေကလေးကနှာသီးကြားမှာဝင်တဲ့အခါမှာလဲတိုးထိသွားတယ်ထွက်တဲ့အခါမှာလဲတိုးထိသွားတယ်လေရဲ့သဘာဝကလေးကတစ်မျိုးတိုးထိသွားရာကာယပတ္တရယုတ်ကလေးကတစ်မျိုးဒီယုတ်နှစ်ခုပေါင်းစပ်လာတဲ့အခါထိလို့သိတယ်ဆိုတဲ့အတိသဘာဝတရားလေးပေါ်လာအဲ့ဒီသဘာဝတရားလေးကိုမသိသိအောင်ကြိုးစားနေတာရှူလိုက်တဲ့လေလေးကိုထိုရှူလိုက်တဲ့လေလေးကနှာသီးကြားမှာထိသွားတယ်ထိသွားလို့ပေါ်လာတဲ့အတိကလေးရဲ့အဲ့ဒီသုံးမျိုးကိုထင်ထင်ရှားရှားသိအောင်ကြိုးစားနေတာသမ္မာဝါယာမ right effort အဲ့လိုကြိုးစားနေတာကိုသမ္မာဝါယာမလို့ခေါ်တဲ့မဂ္ဂင်၈ပါးတဲ့ထိုလေလေးရဲ့သဘာဝထိသွားတဲ့သဘာဝသိသွားတဲ့သဘာဝလေးကိုစိတ်ဆိုင်ထားတာသမ္မာတတိ right mindfulness ထိုအာယုန်လေးပေါ်မှာစိတ်ငြိမ်းနေအောင်ထားတာကသမ္မာသမာဓိဟောမဂ္ဂင်၃ပါးအဲ့ဒီမှာဖြစ်သဘာဝတရားလေးရဲ့ဖြစ်ပေါ်မှုကိုစူးစိုက်ပြီးတော့ဆင်ခြင်သုံးသပ်နေတာကသမ္မာသင်္ကပ္ပတဲ့သမ္မာဝါယာမဖြစ်လာတယ်သမ္မာတတိဖြစ်လာတယ်သမ္မာသမာဓိဖြစ်လာတယ်သမ္မာသင်္ကပ္ပလို့ဆိုတဲ့သဘာဝတရားလေးတွေကိုလေ့လာစူးစမ်းနေတဲ့အတွေ့အကြံလေးတွေဖြစ်လာအဲ့ဒီဖြစ်လာတဲ့အခါကျတော့တိုးထိသွားတဲ့လေကလေးကဝါယောဖွတ်တပယုတ်သဘာဝတရားလေးတစ်ခုပဲတိုးထိသွားတဲ့နေရာမှာရှိတဲ့ကာယပတ္တာရလေးကလည်းပဲရုပ်တရားလေးတစ်ခုပဲထိုရုပ်တရားလေးနှစ်ခုစုံစည်းလိုက်တဲ့အခါမှာထိမှန်းသိလိုက်တဲ့နံတရားလေးတစ်ခုပေါ်လာတာပါလားလို့ဒီလိုသိသွားတာကသမ္မာဒိဋ္ဌိအဲ့ဒီအသိလေးကဘာကိုပယ်တော့ဆိုတော့မသိတဲ့အဝိဇ္ဇာကိုပယ်နေတာအဲ့ဒီလိုစေတနာမျိုးလေးကိုကမ္မခရာယသံဝတ္တိလို့ပြောတာအခြေပြုတာအဲ့ဒီအမျိုးထို့တဲ့တက်ပြီးတော့တဆင်းစဉ်းစားလိုက်တဲ့အခါကျတော့တာမန်နေလို့ရှင်ဒါကမသိဘူးစူးစိုက်ပြီးတော့ကြည့်တဲ့အခါလေရဲ့သဘာဝလေးသိတယ်ထိုလေလေးကထိတဲ့နေရာရဲ့ရုပ်တရားလေးရဲ့သဘာဝကိုသိတယ်နောက်ထိမှန်းသိလိုက်တဲ့နံတရားလေးပေါ်လာတာကိုသိတယ်အဲ့ဒီသုံးမျိုးကိုတစ်ခါဆက်ပြီးတော့စူးစိုက်ပြီးတော့ကြည့်လိုက်တော့လေလေးကရောလေလေးတိုးထိသွားတဲ့နေရာကကာယပတ္တာရယုတ်ကလေးရောသိလိုက်တဲ့သဘောလေးရောဒီသုံးခုဟာဖြစ်ပြီးတဲ့နောက်မှာလုံးဝပြတ်သွားပါလားလို့ဆိုတဲ့အတိကလေးတစ်ခုရဘယ်ရာမှတည်မြဲမှုမရှိပါလားလို့ပိဿုပန်ခိုက်ခဏကလေးတွေမှာငကိုကမသိပဲနဲ့ငကိုကမသိတာလေးတွေတိပြီးတော့လာလိုက်တာတိလာလိုက်တယ်ဆိုကြတဲ့ကအဝိဇ္ဇာနုတယပျောက်ပြီးတော့သွားတယ်အဲ့ဒီပျောက်သွားခြင်းဒီပင်
ကံမက်ခရာယသာဝတ္တိကံတရားကုံမှုအတွက်ပုဗ္ဗဘာကမက်လို့ခေါ်တဲ့ဝိပဿနာချင်းအကျင့်ကလေးတွေပေါ်လာတာနော်အသိဉာဏ်လေးတွေပေါ်လာအဲ့ဒီအသိဉာဏ်ကနေတဖြည်းဖြည်းရင့်သွားပြီးနောက်ဆုံးအားကောင်းတဲ့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိသမ္မာသင်္ကပ္ပသမ္မာဒိဋ္ဌိလို့ဆိုတဲ့ဟောဒီမဂ်ခင်၅ပါးအားကောင်းပြီးတညီတည်းဆောင်ရွက်လိုက်ပြီဆိုတာနဲ့တပြိုင်နက်မသိဘူးဆိုတာတွေလုံးဝငြိမ့်သွားမသိလို့တွေ့တာတယ်ဆိုတဲ့လောဘတွေလည်းလုံးဝငြိမ့်သွားအလိုမကျဘူးဆိုတဲ့ဒေါသတွေလည်းလုံးဝငြိမ့်သွားဟောကဏ္ဍဆိုတဲ့အကုသိုလ်သဘာဝတွေလည်းမရှိတော့ဘူးထိုကဏ္ဍကိုတွန်းလှန်ဖယ်ရှားနေရတဲ့ဒုက္ခဆိုတဲ့ကုသိုလ်သဘာဝတရားတွေကိုလည်းကျော်လွှားပြီးနောက်ဆုံးအရတ္တမေရတ္တဖို့ထိအောင်ရောက်သွားအရတ္တမေနဲ့ရှင်တဲ့စေတနာသည်ကဏ္ဍဆိုတဲ့ကုသိုလ်တရားတွေကိုဖယ်ရှားလိုက်နိုင်တယ်ဖယ်ရှားလိုက်နိုင်တဲ့အတွက်ကြောင့်ထိုကဏ္ဍဆိုတဲ့ကုသိုလ်တရားတွေကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ကမ္မဆိုတဲ့အကုသိုလ်တရားတွေကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ဒုက္ခဆိုတဲ့ကုသိုလ်တရားတွေလည်းဖြစ်လာတာမရှိတော့ဘူးအဲ့ဒါလို့ဖြစ်လာတာမရှိတော့ကမ္မဆိုတဲ့အကုသိုလ်ကံတွေလည်းပဲအဆက်ပြတ်သွားတယ်ဒုက္ခဆိုတဲ့ကုသိုလ်တရားတွေလည်းပဲအဆက်ပြတ်သွားတယ်ကံတွေအလုံးချုပ်ငြိမ်းပြီးတော့သွားတယ်အဲ့ဒီအဆင့်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကမဂ္ဂင်၈ပါးအကျင့်တရားနဲ့ရှင်တွဲပြီးတော့ရှင်းပြလိုက်တဲ့အခါမှာပုံနာဆိုတဲ့ခွေးချင်းချင်းတဲ့ပုဂ္ဂိုလ်သေနိယလို့ဆိုတဲ့နွားပုံနာဆိုတဲ့နွားချင်းချင်းတဲ့ပုဂ္ဂိုလ်နဲ့သေနိယလို့ဆိုတဲ့ခွေးချင်းချင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရှင်းပြတဲ့ကံ၄မျိုးအကြောင်းရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကြီးနားလည်လို့အလွန်တရာမှဝမ်းမြောက်ဝမ်းသာဖြစ်တယ်။ပုံနာကဘာလျှောက်တော့ဆိုရင်အဘိကန္တံဗန္တိဘိကန္တံဗန္တိဗန္တိရှိဘုံတော်သခင်ရှင်တော်မြတ်ဖေယအဘိကန္တံအလွန်ပဲနှစ်သက်လှနှစ်သက်เสียကောင်းလာပါပြီတဲ့ဗျာဗန္တိရှိဘုံတော်သခင်ရှင်တော်မြတ်ဖေယအဘိကန္တံအလွန်ပဲနှစ်သက်เสียကောင်းလာပါပြီရှင်တော်ဘုရားရဲ့ရှင်းလင်းပြတ်သားခြင်းဟာအလွန်နှစ်သက်စရာကောင်းတယ်။ဒါကြောင့်မို့လို့ဒီကနေ့ကစပြီးတော့တပည့်တော်ကိုအရှင်ဘုရားရဲ့တပည့်တကာလို့မှတ်ပါဘုရားလို့သူကျင့်နေကြနွားအကျင့်ကြီးကိုလည်းပဲအစဉ်ထာဝရဆွန့်လွတ်လိုက်တယ်။ဆွန့်လွတ်ပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တယ်။အကန္နအတုတ်ကကမ္မခယကျင့်စဉ်ကိုလွှဲပြောင်းပြီးတော့သူကျင့်မယ်။ဥပါဒကအဖြစ်လျှောက်ဟိုခွေးလို့ချင်းနဲ့ခွေးချင်းချင်းနဲ့သေနိယကခွေးအမူအရာတွေအလုံးဆွန့်လိုက်ပြီးတော့လူသားပြီးမြတ်စွာဘုရားကိုလျှောက်ထားတောင်းပန်တယ်အရှင်ဘုရားတဲ့ဒီနေ့ကစတပည့်တော်ခွေးချင်းတွေဆွန့်လိုက်ပါပြီတဲ့လူပြန်ဖြစ်ပါပြီပေါ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတပည့်တော်ရှင်ယဟန်ဝုခွင့်ပြုပါဘုရားလို့ဗုဒ္ဓဘာသာဝင်ဥပဒကသူတော်စင်ဖြစ်တယ်မကဘူးမြတ်စွာဘုရားသာသနာမှာယဟန်ခံခွင့်မှသူတောင်းလိုက်တောင်းတော်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘာသာကြားမှာဒီလိုအကျင့်တစ်ခုကိုဆွဲဆွဲမြဲမြဲကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုအညတ်ဒိဋ္ဌိယပုဗ္ဗလို့ခေါ်တယ်ဘာသာကူးပြောင်းလာတဲ့ပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားကစည်းကမ်းတစ်ခုချမှတ်ထားတယ်သာသနာပေါင်းဝင်ပြီးတော့ယဟန်ပြုခြင်းနဲ့ဆိုရင်၄လဆိုင်ရမယ်၄လဆိုင်ပြီးတော့ကျင့်စဉ်တွေနဲ့စစ်ဆေးမယ်အဲ့ဒါလို့စစ်ဆေးလို့စိတ်ကြည်နှက်တဲ့အခါကျတော့မှသူ့သာသနာပေါင်းဝင်ခွင့်ပြုမှချက်ချင်းခွင့်မပြုဘူးအဲ့ဒါလို့မိန်ကြားလိုက်တဲ့အခါကျတော့သေနိယကဘာပြောအရှင်ဘုရားတဲ့၄လမဟုတ်ပါဘူးတပည့်တော်၄နှစ်ဆောင်ပါမယ်အရှင်ဘုရားသာသနာကိုဝင်ခွင့်ရမယ်ဆိုရင်တပည့်တော်၄လမဟုတ်ပါဘူး၄နှစ်ထိအောင်ဆောင်ပါမယ်အရှင်ဘုရားတို့ခြေနှက်တဲ့အခါမှာတပည့်တော်ရဟန်းခံခွင့်ပြုပါလို့ဆိုတော့မြတ်စွာဘုရားကသူ့ရဲ့ထက်သန်အားတက်သရောဖြစ်နေတဲ့စိတ်ဆန္ဒကိုသဘောကျပြီးတော့ချက်ချင်းပဲသာသနာပေါင်းဝင်ခွင့်ပြုလိုက်ပါတယ်သာသနာပေါင်းလည်းရောက်လာတဲ့အခါကျတော့ခွေးလူချင်းတဲ့အကျင့်တွေကိုစွန့်ပြီးတဲ့ကာလမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တပည့်သားပြီး
Missima Padivara lo kore mangande Ajinlanga shaudan laita Diniya sure Yahandoliha Yasavya King Guramya Chamadongure Megin Shiba Jindia dan Jinjan Jugo Atolaita Todabangani Nagaragan Todabam Shit Nagaragam Shit Nagam Shit The center of now soldier Yahanda Ti on Chitoma Ego Ubagato Bahitato Ego Dwadi Ubagato singing Lulade Yama Lidido Bahitato Navano Silo de Seshide Adabi Lola Wiria Shishine Jinjanjugo Atolade Kama Toto Diniya Sure Mugon Bayanodi Arahadam Ratapo Tisakadi Yamok Yuke Lady Kina Zadi Udidam Jama Sariyam Katangaraniyan Nabra Itatayadi Pazanadi Sadi Padidani Nijim Manayadi Kina Konge Lady Kandiari Alan Kongwabi Yasavya Chinsen the Ku Mamaka Jinja Jugo Begging Shipa Chindiago Chinlaita Chinlaita Kajaro Kamna Sure Agudu Kani Pesha Pilai Nine Kana Sure Agudu Diari Pesha Pilai di Reja Kana Diari with Sanjin Bido Chipola Toka Sure Kudu Kani Leko Som Bido Tua Imagine Shiba Jindiago Chinjin Kandiari Lumwa Kongware Kajaro Kandiari Joseph Chite Sati Lokore Padidani Muhaleve Kongwavi Sadi Nautapan Padidani Niajin Sura Kina Kongye Twalevi Jamasariya Myaswabya Chamatare Megin Shiba Achindiago Leve Saritan Chindon Alevi Wudidan Chindon Netai Alevi Katangaraniyan Losaya Mananya Golave Katan Low Pibi Yana Shama Losayari Kong Low Pida No Muse Losayaga Chani Dome A Losayari Kong Low Pida Abaranda Vado Idakaya Imegisa Ajunga Wala Nevan Gumyamo Puya Chinsaya Ajunga Abaranda Vado Chinsaya Gaisadi Nati Meshibi Idi Ido Bazanadi Kaunzwati Get Lady Dayana Pokure, Simian Dwalosi, O Paritari Nesia Mishiro, Losari Lobi, Jinning, and Loa Jimbi, Nautapama Maluro, Kaisa Pidwabi, Dinuti. Inyadaro Ayadamatiniyo, Rahada, Inyadaro, Odi. Ayadamatiniyo, Shintiniadi, Rahada, Yahanda Poku, Yaswabya, Tajida, Yahanda Poku Rirema. Inyadaro Daba Abawini, Odi, Tinshabadi, Chike Babi. Yaswabya, Tajidari, the Upchibabi. It doesn't Lokama. A chim mamma solution, Neva Mayabu, a chim mamma, Neva Yade. Mangande a chin chimbo, Midi a chim a chipsy, Mangande a chim. Mangande Langa, Shaulama, Neva, Yamopune. Horavasa, Vajaro Mugere. This is my nigga, Bawene, Kokura, Watika, Totango, Hoyo Digane. Ajin Mama Nivaya Sure, Council Hojalu Yakuka Pibabi, Erajamu Diachigan, the Rose Breda Dodi, Horavasa Chamadon Bugere, Bissima Padivra Sure, Mankande, Achin Langa Nevido, Nevan Zakam Pao, Alo, Shaolan, Nanja, Razego, Medi. The Omida Rolaiso Tadawa Myaswa Piyangwa Chanda Javazi Tadawa Myaswa Piyangwa Chanda Javazi Middayi Jan
သုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာတပိသမှုဟတအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစိတ်ကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတပိပူဇာညစ်နောက်ကိလေသာအစရတောက်ဟူသည်များတို့သည်သမုဟတပိဉ္ဇာဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလည်းကွာနာခြင်းလည်းကင်းသိခြင်းလည်းရှင်းထသောတိတိဘဝံကိလေသာဟုပုကသိမ့်ကင်းခြင်းရအစဉ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားရှိခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်တည်းလူတော်မူများဆက်ခတ်ခွင့်ပြုတော်မူပါဗျာအလုံးလိုက်စုအရှင်ဘုရားဘုရားတပည့်တော်တို့သည်ဓမ္မအတိညာကိုရရှိခြင်းဖြင့်သာလေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရည်တန်လျက်ဓမ္မတပင်ဆင်ရင်ကျင့်ပပြုလုပ်ကြ၍တရားအလှကိုပေးလှူကြပါကုန်၏တရားတော်မြတ်ကိုရိုသေလေးမြတ်စွာနာယူကြပါကုန်၏တရားတော်မြတ်ကိုဓာတဗဝတ္ထုအစုစုတို့ဖြင့်ပေးလူပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလို့ရသောဓမ္မဒေသနာဓမ္မသဝနာဓမ္မဒါနဓမ္မပူဇာကုသိုလ်စေတနာကြောင့်ဘုရားတပည့်တော်တို့သည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှာယနိဗ္ဗာန်သို့လင်းမြန်စောစွာဆိုက်ရောက်မျက်မှောက်ပြုကြရပါလိုကုန်၏ဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖိုးအဖွားဆရာသမားမစပြီးကဘာသူကဘာသားလူနတ်မြမတတ္တဝါအများတို့အားအမြပေးဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်တည်းအားလုံးကြားကြသမျှအမြယူတော်မူကြပါကုန်လောသာဓု
သာဓုသာဓုအားလုံးကြာကြာသမျှအမြအမြမြဒီတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြအမြဒီတော်မူကြပါကုန်လောသာဓု